တဲ့ပိုင်းမှာနာရူတိုကမာတီရှယ်ဒိုကလုံးဂျူဆူကိုတက်သွားတာကြောင့်ဂန်နင်ဖြစ်လာပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာနင်ညာသိမိတ်ဆက်ပွဲအတွက်စောစောထပြီးအသင့်စားခေါက်ဆွဲနဲ့ရဲလုံနေတဲ့နွားနို့ကိုတောက်ပါတယ်။သူ့လိုပဲဂန်နင်ဖြစ်လာကြတဲ့ဆာကူရာနဲ့အီနိုလည်းမိန်းမတို့တဘာဝပြိုင်ရင်းဆိုင်ရင်ပဲအကြောင်းကိုရောက်လာပါတယ်။ရောက်လာတော့လဲဆာစကဲဘေးမှာထိုင်နေတာကြောင့်အတန်းနဲ့မိန်းကလေးတွေနဲ့ရန်ဖြစ်ကြပါတယ်။တကယ်တော့ဆာစကဲရဲ့နာမည်အပြည့်စုံကအိုချီယာဆာစကဲဖြစ်ပြီးသူတို့ကြောင့်ရဲ့အတော်ဆုံးကြောင်းသားလည်းဖြစ်တာကြောင့်ကောင်မလေးတွေကတဲတဲလုံနေကြတာဖြစ်ပါတယ်။ဒါကိုဂျေဝင်နေတဲ့နာရူတိုကပြဿနာရှာရင်နာရူတိုဝေါမှာနာမည်အကြီးဆုံး Legendary Fakis ကိုနှစ်ယောက်လုံးပေးမိသွားပါတယ်။ဒီကိစ္စကြောင့်ပဲနာရူတိုကအတန်းနဲ့ကောင်မလေးတွေရဲ့မုန်းတီးခြင်းကိုခံရပြန်ပါတယ်။ဒါပေမဲ့အဲ့လိုစောက်ဘောတော်မှာအတန်းနဲ့ဟီနာတာဟီရူကာလို့ခေါ်တဲ့ကောင်မလေးကသဘောကျနေပါတယ်။ခေါင်းကြီးတို့အတွက်တော့စိုးဆက်ပါ။၃ယောက်တစ်ဖွဲ့ခွဲကြတဲ့အခါနာရူတိုဆာကူရာနဲ့ဆာစကဲတို့ကတစ်ဖွဲ့တည်းကြပါတယ်။ကျန်တဲ့သူတွေကလည်းအသီးသီးအဖွဲ့တွေရရှိကြပြီးအုပ်စုလိုက်ဆောင်ရွက်မှုအကြောင်းကိုသိယူကြရပါတယ်။နေ့လယ်ထမင်းစားချိန်မှာတော့ဆာစကဲနဲ့ဆာကူရာအဆင်ပြေနေပြီးအနမ်းမေကန်ဒီဘိုင်းနာလာတာကြောင့်ဆာစကဲကအိမ်နာကိုပြေးပါတယ်။ဒါပေမဲ့ဆာစကဲကနာရူတိုပုံပြောင်းသွားပါတယ်။တကယ်တော့နာရူတိုကဆာစကဲကိုချောင်းတိုက်ပြီးသူ့ပုံပြောင်းကဆာကူရာနဲ့နီးစပ်အောင်ကြိုးစားတာဖြစ်ပါတယ်။လူတော်လူတက်လေဆာစကဲကနာရူတိုကိုငဘောဆိုပြီးအထင်သေးမိလို့ကျိုးနဲ့တုတ်တာခံလိုက်ရပါတယ်။ဆာစကဲအစ်စ်ကလွတ်လာပြီးဆာကူရာနဲ့တွေ့တော့နာရူတိုကိုမေးပါတယ်။ဆာကူရာကတော့နာရူတိုကမိဘမရှိတာကြောင့်ထင်တိုင်းကျဲနေတဲ့ငဘောတကောင်ဖြစ်ပြီးသူ့လိုမိဘရှိတဲ့သူကလူရင်ကြီးလေးတစ်ဖွဲပြောပါတယ်။တကယ်တော့အထီးကျန်မှုဆိုတာဟာမိဘတွေစူတာထက်ပိုပြီးဆိုတဲ့အရာတစ်ခုဖြစ်တယ်လို့ဆာစကဲကပြောလိုက်ပါတယ်။စိတ်ပြက်စရာတစ်ခုလို့အပြောခံလိုက်ရတဲ့ဆာကူရာလည်းနာရူတိုအပေါ်ခါခါတီတီဆက်ဆံခဲ့မိတာကိုကိုချင်းစာသွားပါတယ်။နာရူတိုကတော့တနေ့လုံးနွားနို့ကအစွမ်းပြနေတာကြောင့်ကိုဘွားရည်နဲ့တော့အိမ်သားကိုလွတ်တက်နေရပါတယ်။ဗီဒီယိုလေးကိုကြည့်ရသဘောကျရဲဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ရွာမှာတကြီးပြီးရင်အဆင့်အမြင့်ဆုံးဖြစ်တဲ့အထက်တန်းနေညာဂျိုနေတယောက်ကခပ်ပေါ်ပေါ်ထောင်ချောက်ကိုလွယ်လွယ်ပဲမိသွားပါတယ်။စပင်အဖြူ mask ကိုအမဲတက်ထားပြီးမျက်လုံးတစ်ဖက်ကိုအုပ်ထားတဲ့နေညာရဲ့နာမည်ကခါခါရှိဟာတာကီဖြစ်ပါတယ်။အဲနောက်တယောက်နဲ့တယောက်ရင်းနှီးအောင်မိတ်ဆက်ကြပါတယ်။ပထမဆုံးအနေနဲ့ဥဇူမာကီနာရူတိုဖြစ်ပြီးအကြိုက်ဆုံးကအီချီရာကူလို့ခေါ်တဲ့ရာမန်ဖြစ်ပါတယ်။မကြိုက်တာကတော့ခောက်ဆွဲကိုပြုတ်နေတဲ့အချိန်စောင့်ရတာကိုဖြစ်ပါတယ်။အနာဂတ်အိမ်မက်ကတော့တရွာလုံးလေးစားအားကြရတဲ့ဟိုကာကဲလုပ်ဖို့ပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ဟာရူနိုဆာကူရာဖြစ်ပြီးသူ့ရဲ့ကြိုက်တာဝါသနာနဲ့အနာဂတ်အိမ်မက်အားလုံးဟာဆာစကဲဖြစ်ပါတယ်။မကြိုက်တာကတော့နာရူတိုဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဆာစကဲဥချီယာဖြစ်ပြီးမြင်နေသမျှအရာအားလုံးကိုမကြိုက်တဲ့သူဖြစ်ပါတယ်။ကြိုက်တယ်ရဲ့လို့လည်းမဲမဲရရမရှိပါဘူး။သူ့ရဲ့အိမ်မက်မဟုတ်တဲ့ရည်မှန်းချက်ကဥချီယာမျိုးနယ်ကိုပြန်လည်တည်ထောင်မှုနဲ့လူတစ်ယောက်ကိုတတ်ဖို့ဖြစ်ပါတယ်။သူတို့ဆရာမနှက်ပြန်လောက်ခိုင်းမဲ့လေ့ကျင့်ခန်းကကြားဖို့66%တည်ကြတဲ့အသက်လူရမယ့်စာမေးပွဲဖြစ်ပါတယ်။တကယ်လို့ကြာရှုံးခဲ့ရင်တော့3ယောက်လုံးနင်ဂျာမူဂျိုကိုပြန်ပို့ခံရမှာဖြစ်ပါတယ်။တကယ်တော့ဒါရှော့ပေါ်ပြောလိုက်တာဖြစ်ပြီးတမိုင်းမှာခါခါရှိရဲ့စာမေးပွဲကိုအောင်တဲ့ကန်နေဆိုတာတယောက်မှမရှိသေးပါဘူး။နောက်နေ့မနက်9နာရီမှာတော့လေ့ကျင့်ရေးကွင်းကို3ယောက်လုံးမနှက်စာမစားပဲလာကြရပါတယ်။ပထမဆုံးနေ့မှာတင်ခါခါရှိဆန်းဆဲက2နာရီလောက်နောက်ကျပြီးရောက်လာပါတယ်။တကယ်တော့ဒီနေ့လေ့ကျင့်ခန်းကနေ့လယ်12နာရီမတိုင်ခင်ခါခါရှိစီကချူနှလုံးကိုလူရမယ်ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။မလုံနိုင်ခဲ့ရင်တိုင်မှာကျိုးတုတ်ခံရပြီးနေ့လယ်စာငတ်မှာဖြစ်ပါတယ်။ပြဿနာချူကနှလုံးပဲရှိရဲ့အတွက်တယောက်ကတော့ကျင်းတီပေါင်းနေ့လယ်စာငတ်မှာဖြစ်ပြီးအကယ်ဒမီကိုပြန်သွားရမှာဖြစ်ပါတယ်။ချူကိုတယောက်မှမယူနိုင်ခဲ့ရင်လည်း3ယောက်လုံးကြာရှုံးမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလေ့ကျင့်ရင်မှာကြိုက်တဲ့လက်နဲ့ကြိုက်တဲ့နီးလက်နဲ့တိုက်ခွင့်ပေးထားပါတယ်။နင်ဂျာတွေဆိုတာတိုက်ရေးခိုက်ရေးမှာထူးချွန်တဲ့အပြင်ကိုရောင်ဖြောက်ရုပ်ဖြတ်ပြီးပုံတဲ့နေရာမှာလည်းတော်ကြပါတယ်။ဒါပေမဲ့နင်ဂျာသမိုင်းမှာအတုံးဆုံးဖြစ်တဲ့နာရူတိုကတော့အထက်ဆင့်ဂျိုနင်တကောင်ကိုပေါ်ပေါ်ထင်ထင်ပဲဂမူရှိတို့ဝင်တိုက်ပါတယ်။ခါခါရှိကတော့အပြာစာအုပ်ဖတ်ရင်ပဲထိုင်ဂျူစုဆိုတဲ့နင်ဂျာကိုခံပညာနဲ့အေးအေးဆေးဆေးကာကွယ်နေပါတယ်။အဲအချိန်ရုတ်တရက်နာရူတိုရဲ့ကြောဘက်ကိုရောက်သွားပြီးလက်တင်ဂီတာတစ်ခုကိုပုံဖော်လိုက်ပါတယ်။နင်ဂျာလောကမှာအဲ့ဒီတင်ဂီတာဟာကြားဖြစ်ပြီးတော့မီးတိုင်းကိုအသုံးပြုချိန်မှာပုံဖော်ရတာဖြစ်ပါတယ်။နာရူတိုလိုအငယ်တန်းအဆင့်နင်ဂျာလေးအတွက်အဲကွက်ကအရန်ပြေးမိမယ်လို့ခါခါရှိကရုတ်တရက်အဲလက်နဲ့နာရူတိုဖင်ထဲကိုထိုးလိုက်ပါတယ်။အဲခိုက်တန်းကကျွန်တော်တို့နာရူတိုလောကမှာအမြဲတမ်းပြောလို့ဆရာဖြစ်ခဲ့ပြီး2000မရဏတိုင်းကွက်လို့ကြော်ကြားပါတယ်။မြစ်ထဲကျသွားတဲ့နာရူတိုလည်းမာတီရှယ်ဒိုကလုံးဂျူဆူနဲ့ပြန်တက်လာပြီးအလေးဝင်တိုက်ပါတယ်။နင်ဂျာရန်သူကိုဘရော့မှကြောမပေးရဘူးဆိုတဲ့အခြေခံစီးမြင့်ကိုခါခါရှိကသူမသိလိုက်ခင်မှာပဲချိုးဖျက်မိသွားပါတယ်။ဒါပေမဲ့အချုပ်ခံထားရတဲ့ခါခါရှိကနာရူတိုပဲဖြစ်နေပြီးကိုဝါးတွေစိတ်ဝမ်းကွဲပြီးအချင်းချင်းပြန်ထိုးကြပါတယ်။တကယ်တော့ခါခါရှိကအရာဝတ္ထုတစ်ခုတလိမ့်ဆန်တကောင်နဲ့ခန္ဓာကိုယ်ချင်းလဲနိုင်တဲ့နေရာပြောင်းကျူစုလို့ခေါ်တဲ့အရာနဲ့သူနဲ့နာရူတိုကလုံးကိုနေရာချင်းလိုက်ကြဖြစ်ပါတယ်။ပြီးရဲ့နောက်ခတ်တုံးတုံးနာရူတိုလည်းကလေးတယောက်အတွက်တောင်တိတာတဲ့ထောင်ချောင်းမှာမိသွားပါတယ်။တစားတစားနဲ့မနှက်စာတော်မစားလာရသေးတဲ့သူတို့3ယောက်လည်းမခံနိုင်တော့ပဲဆာစကဲရဲ့တိုက်ပွဲတွေကိုဝင်လာပါတယ်။တတိလက်လွတ်ဖြစ်နေတဲ့ခါခါရှိကိုအဝေးကနေစက်ကြနဲ့ပြစ်ပြီးလွယ်လွယ်ပဲအနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့ဂျိုနေဆိုတာအလကားဖြစ်လာတာမဟုတ်တဲ့သူတယောက်တော့အတော်ဆုံးចောင်းသားလေးဆာစကဲရဲ့အကွက်ကိုအေးအေးဆေးဆေးပဲကောင်းလာသွားပါတယ်။တစ်ချိန်တည်းမှာပဲဆာကူရာရဲ့အော်တန်အကျယ်ကြီးကထွက်ပေါ်လာပြီးသွေးအလင်းလင်းဒဏ်ရာတွေနဲ့ဆာစကဲကိုမြင်လိုက်ရတာကြောင့်မေ့လည်သွားပါတယ်။ခါခါရှိကဂန်ဂျူစုလို့ခေါ်တဲ့စိတ်ကိုထိန်းချုပ်ပြီးပုံရိပ်ရောင်တွေမြင်လာစေတဲ့တိုက်ကွက်ကိုအသုံးပြုသွားတာဖြစ်ပါတယ်။ဒီလိုနဲ့အဖွဲ့ကောင်းဆောင်ခါခါရှိအတော်ဆုံးចောင်းသားဆာစကဲတို့ရွေးစရာမရှိတော့ပဲတယောက်ချင်းတိုက်ခိုက်ဖို့ဖြစ်လာပါတယ်။ဆာစကဲကတော့နာရူတိုလိုမဟုတ်ပဲပါပါနတ်နတ်နဲ့တိုက်ခိုက်တာကြောင့်ခါခါရှိလည်းစာအုပ်ဖတ်ချိန်မရပဲခုခံနေရပါတယ်။ချူလုံးကိုရမလို့လက်တကန်းလိုအထိပါရောက်ခဲ့ပြီးဂန်နင်တယောက်တက်တဲ့နာထပ်ပိုးတဲ့မီးဘော်လုံးဂျူစုနဲ့ပါတိုက်ခိုက်ပါတယ်။ဒါပေမဲ့လေ့ကျင့်ရင်ပြေးဝနေတဲ့ဂျိုနင်တယောက်ကိုမရှင်းနိုင်တာကြောင့်ထမင်းခိုးစားဖို့လုပ်နေတဲ့နာရူတိုကတိုင်မှာဂျိုးနဲ့အတုတ်ခံလိုက်ရပါတယ်။အသင်းအဖွဲ့ဆိုတာတယောက်နဲ့တယောက်ယုံကြည်မှုအနစ်နာခံမှုအဖွဲ့လိုက်လှုပ်ဆောင်နိုင်မှုဆိုတဲ့အရာဖြစ်ပေမဲ့သူတို့3ယောက်လုံးကတယောက်တစ်မျိုးစီတကူကောင်းဆန်ကြတာကြောင့်ဒီလေ့ကျင့်ရေးစာမေးပွဲကိုကြာဆုံးသွားပါတယ်
ဒါပေမဲ့အခွင့်အရေးပေးတဲ့အနေနဲ့နေ့လယ်12နာရီကျော်တဲ့အချိန်မှာနောက်ထပ်စူးစမ်းခွင့်ပြုလိုက်ပါတယ်သူတို့3ယောက်အတွက်ထမင်းရ2ဘူးပဲရှိလို့ခိုးစားဖို့ကြံတဲ့နာရူတိုကတော့အငတ်ခံရမှာဖြစ်ပြီးသူ့အကျွေးရဲ့သူကတခါလဲစာမွေးပဲကြမှာဖြစ်ပါတယ်ဒါပေမဲ့ဆာစကေကတော့ဂီယူမဆိုင်ပဲနာရူတိုသာဘိုက်စာနေရှုံးဖို့များတာကြောင့်သူ့ကိုနေ့လယ်စာကျွေးတဲ့အခါဆာကူရာပါလိုက်ကျွေးပါတယ်အဲ့ဒီအခိုက်အတန့်လေးမှာသူတို့3ယောက်ရဲ့အတင်းအဖွဲ့ဆိုတဲ့ခန်းစားချက်ဟာပထမဆုံးအနေနဲ့ခိတ္တအသက်ဝင်လာခဲ့ပါတယ်အဲ့အချက်ကြောင့်ပဲတမိုင်းမှာပထမဆုံးအနေနဲ့ခါခါရှီဟာတာကီရဲ့စာမေးပွဲကို3ယောက်လုံးအောင်သွားပါတယ်နင်ဂျာလောကမှာစီကန်းဆိုတာပထမဖြစ်ပြီးမလိုက်နာတဲ့သူကစံကုန်မြေလေးပဲဖြစ်ပါတယ်ဒါပေမဲ့ကိုယ်တငယ်ချင်းတွေကိုဂယုမဆိုင်အလေးမထားတဲ့သူတွေကစံကုန်မြေလေးထပ်ပို့ဆိုးတဲ့သူတွေဖြစ်ပါတယ်အဲ့လိုနဲ့ပဲ KSS အကျန်းဆုံးအဖွဲ့ဝင်တွေပဲရှိခဲ့တဲ့တင်း7ကခါခါရှီဟာတာကီရဲ့ဦးဆောင်မှုအောက်မှာတာဝန်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ရတော့မှာဖြစ်ပါတယ်ဒါကတော့အပိုင်း2ဖြစ်ပြီးစိတ်ဝင်စားရင်အပိုင်း3ကိုနောက်နေ့မှတင်ပေးသွားမှာဖြစ်လို့ like and follow နဲ့ share လေးတွေလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်